မင်္ဂလာပါKnowledge Channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခေတို့ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်မဲ့အလွန်လေးနက်ပြီးတိတ်ဆိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တစ်ခုကိုဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့သင်ဘဝတိုးတက်ကြီးပွားတော့မယ်ဆိုရင် Universe စัจ java လာကကြိုတင်ပေးပို့လေးရှိတဲ့နမိတ်လက္ခဏာ sickness များဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီအကြောင်းအရာဟာတနာရီစာလောက်ပြောပြရင်တောင်မကုံနိုင်အောင်လို့ကျေပြန့်နှဆိုင်လာပါတယ်။ဒါကြောင့်သင်အနေနဲ့ဒီဗီဒီယိုကိုအေးဆေးဆေးအချိန်ယူပြီးနှလုံးသားနဲ့ခန်းစားနားဆင်ပေးဖို့တိုက်တွန်းချင်ပါတယ်။သင်ဘဝမှာလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေရှုပ်ထွေးမှုတွေဟာတကယ်တော့အောင်မြင်မှုကြီးတစ်ခုစီကိုသွားနေတဲ့လမ်းစာတွေဖြစ်နေနိုင်ပါတယ်။ကဲစัจ java လာကသင်ကိုဘလို့စကားပြောနေတယ်လဲဘလို့ signal တွေပေးနေတယ်လဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ရအောင်။ကျမတို့လူသားတွေဟာစွမ်းအင်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့ဒီစัจ java လာကြီးတစ်ခုလုံးကလည်းစွမ်းအင်တွေတုံခါမှုတွေနဲ့လဲပတ်နေတာဖြစ်ပါတယ်။ Law for Attraction စွမ်းငင်ခြင်းနေရာမှာအရာတင့်ရဲ့အတွင်းစိတ်အခြေအနေပြောင်းလဲလာတဲ့အခါတင့်ရဲ့ပြင်ပကဘာကလည်းလိုက်ပါပြောင်းလဲလိမ့်ရှိပါတယ်။တင့်ဘဝမှာကြီးမားတဲ့တိုးတက်မှု level up တစ်ခုမဖြစ်လာခင်မှာစัจ java လာကတင့်ကိုအမြဲတမ်းကြိုတင်သတိပေးလိမ့်ရှိပါတယ်။ဒါကိုThe breakdown before the breakthrough ထိုးပေါက်အောင်မြင်ခြင်းမရောက်မီပြိုလဲခြင်းလို့လည်းခေါ်ပါတယ်။တချို့လူတွေကဒီလက္ခဏာတွေကိုသတိမထားမိပဲစိတ်သက်သာသွားတတ်ကြပါတယ်။ဒါပေမဲ့ဒီချက်တွေကိုကြိုသိထားမယ်ဆိုရင်တော့သင်ဟာလာမယ့်အောင်မြင်မှုလိုင်းလုံးကြီးကိုရဲရဲဝံ့ဝံ့စီးနှင်းလိုက်ပါသွားနိုင်မှာပါ။ဒါဆိုရင်တော့သင်ဘဝအစိမ့်မြင့်တင်တော့မယ်ဆိုရင်တွေ့ရလိမ့်ရှိတဲ့အရေးကြီးဆုံး signal တွေကိုပြန်လည်ပြီးတော့မျှဝေပေးစင်ပါတယ်။ရုတ်တရက်ဆုံးရှုံးမှုများနဲ့ကမောက်ကမဖြစ်ခြင်းပထမဆုံးနဲ့အထင်ရှားဆုံးလက္ခဏာကတော့တင်မျောလင့်မထားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်လာရခြင်းပါပဲဒါကိုလူအများစုကအကန်ဆိုးတယ်လို့ထင်တတ်ကြပေမဲ့တကယ်တော့မဟုတ်ပါဘူးအရာရာပြိုကွဲသားတယ်လို့ခံစားရခြင်းတင်ဘဝမှာငြိမ်နေပြီလို့ထင်ထားတဲ့အရာတွေရုတ်တရက်လောက်ခတ်လာပါလိမ့်မယ်ဥပမာရုတ်တရက်အလုပ်ပြုတ်သွားတာနှိရှည်လာများတွဲလာတဲ့ချစ်သူနဲ့လမ်းခွဲရတာသို့မဟုတ်ယုံကြည်ရတဲ့မိတ်ဆွေတွေနဲ့ဝေးကွာသွားတာမျိုးတွေဖြစ်တတ်ပါတယ်ခွက်တစ်ခွက်ထဲမှာရှည်ဟောင်းတွေရှည်ပုတ်တွေပြည့်နေရင်ရှည်တန့်စင်တွေထပ်ထည့်လို့မရပါဘူးရှည်တန့်လို့ခြင်းရင်ရှည်ဟောင်းတွေကိုအရင်သွင်းပြရပါတယ်တင့်ဘဝမှာပိုကောင်းတဲ့အရာတွေဝင်လာဖို့အတွက်နေရာဟောင်းလူဟောင်းအလုပ်ဟောင်းတွေကိုစัจ java လာကဖယ်ရှားပေးနေခြင်းဖြစ်ပါတယ်တငယ်ချင်းများနဲ့အဆက်အသွယ်ပြတ်တောက်ခြင်းအရင်ကအရန်ခင်ခဲ့တဲ့တငယ်ချင်းတွေနဲ့စကားပြောရတာအရသာမရှိတော့သလိုခံစားရပါလိမ့်မယ်သူတို့ရဲ့ပြောစကားတွေကတဲ့အတွက်အနှစ်သာရမရှိတော့သလိုတဲ့ရဲ့ခံယူချက်တွေကိုလည်းသူတို့နားမလည်နိုင်တော့ပါဘူးစัจ java လာဤသဘောတရားကတဲ့ဟာတုံခါမှုမြင့်တက်လာတဲ့အခါတုံခါမှုနှုန်းနှိမ့်တဲ့သူတွေနဲ့ frequency မကိုက်တော့ပါဘူးဒါအသိကိုထိကျန်စေဖို့လုပ်တာမဟုတ်ပဲတင်နဲ့တူညီတဲ့ level ရှိတဲ့လူသစ်တွေနဲ့တွဲဆောင်ဖို့လမ်းရှင်းပေးနေတာဖြစ်ပါတယ်အတွင်းစိတ်အပြောင်းလဲများပြင်ပလောကတွေမကပဲတင်ရဲ့အတွင်းစိတ်ထဲမှာလည်းထူးဆန်းတဲ့ပြောင်းလဲမှုတွေခံစားလာရပါလိမ့်မယ်တယောက်တည်းနေခြင်းစိတ်ပြင်းထန်လာခြင်းအရင်ကပွဲလန်းသပင်တွေလူစုလူဝေးတွေကိုစိတ်နဲ့တက်ခဲ့ပေမဲ့အခုချိန်မှာတော့တယောက်တည်းတိတ်ဆိတ်စွာနေရတာကိုပုံမှုမမောလာပါလိမ့်မယ်isolation praise လို့ခေါ်တဲ့ဒီကာလမှာကိုပြန်လဲဆန်းစစ်ဖို့အချိန်တွေပိုလိုအပ်လာပါလိမ့်မယ်လိပ်ပြတကောင်ဖြစ်မလာခင်မှာပိုးတုံးလုံးဟာပိုးအိမ်ထဲမှာတကောင်နဲ့နေရတယ်လို့ပါပဲတင်ဟာအသွင်ပြောင်းလဲခြင်းလုပ်နေတဲ့ကာလမို့လို့ပြင်ပလောကရဲ့စူညံတန်တွေကိုပိတ်ပြီးတော့အတွင်းစိတ်အတန်ကိုနားထောင်ဖို့လိုအပ်နေတာပါအတိတ်ကတရားဟောင်းများပြန်ပေါ်လာခြင်းမိထားပြီလို့ထင်ထားတဲ့ငယ်ဘွားကစိတ်တန်ရာတွေဝမ်းနည်းစရာတွေကရုတ်တရက်ပြန်ပေါ်လာပြီးတင့်ကိုစိတ်ဒုက္ခပေးတတ်ပါတယ်အခန်းတန်ရှိလှုပ်တဲ့အခါဖုံတွေအလိမ့်လိမ့်ထလာတယ်လို့ပါပဲတင်းရဲ့စိတ်ဝိညာဉ်ကတန်းစင်ဖို့ကြိုးစားတဲ့အခါအနေထိုင်နေတဲ့အမိုက်တွေပေါ်လာတာပါဒါတွေကိုပြန်ခန်းစားပြီးတော့အပြီးတိုင်ကူစားဖို့လိုအပ်ကြောင်းပြသနေတာဖြစ်ပါတယ်အိမ်မက်များနဲ့အိတ်ဆက်ခြင်းပုံစံပြောင်းလဲခြင်းညဘက်တွေမှာအကြောင်းရင်းမရှိပဲနိုးလာတာအထူးသဖြင့်မနက်3နာရီနဲ့9နာရီကြာသို့မဟုတ်အလွန်ထူးဆန်းပြီးတိကျပြတ်သားတဲ့အိမ်မက်တွေမလာတာမျိုးကြုံရတတ်ပါတယ်တင်အိပ်ပျော်နေချိန်မှာတင်ရဲ့မသိစိတ်ကစัจ java လာနဲ့ဆက်သွယ်နေတာပါတင်ကိုလမ်းညွှန်မှုတွေတတိပေးချက်တွေကိုအိမ်မက်ကနေတဆင့်ပေးပို့နေတာဖြစ်နိုင်ပါတယ်ထူးခြားသောတိုက်ဆိုင်မှုများ
တင်ဘဝတိုးတက်ခံနေမှာတိုက်ဆိုင်မှုလို့ထင်ရပေမဲ့တိုက်ဆိုင်မှုမဟုတ်တဲ့အရာတွေကိုမကြာခဏတွေ့ရပါလိမ့်မယ်ထပ်တူကြသောကဏ္ဍများမြင်တွေ့ရခြင်းနိုင်ကြည့်လိုက်တိုင်း17 စားတဲ့ကဏ္ဍတွေကိုမကြာခဏတွေ့ရပါလိမ့်မယ်ကားနံပါတ်တွေဖုန်းနံပါတ်တွေမှာလည်းဒီလိုကဏ္ဍတွေတွေ့ရတတ်ပါတယ်17သင်ဟာလမ်းမှန်ပေါ်ရောက်နေပြီသင်ရဲ့အထွေးတွေလက်တွေ့ဖြစ်လာတော့မယ်2စိတ်ရှည်သီးခံမှာအရာအလုံးအစီအစဉ်တိုင်းဖြစ်ပြနေတယ်9ကြီးမားသောအပြောင်းလဲကြီးတစ်ခုလာတော့မယ်သင်လိုချင်သောအရာများနဲ့ပတ်သက်သောသင်္ကေတများဥပမာသင်ကနိုင်ငံခြားသွားကျင်နေတဲ့ဆိုပါစို့ရုတ်တရက်နိုင်ငံခြားနဲ့ပတ်သက်တဲ့သချင်းတွေကြားရမယ်။လေရင်ပြန်ပုံတွေတွေ့ရမယ်။လူစိမ်းတွေကအဲ့ဒီနိုင်ငံအကြောင်းပြောနေတာကိုကြားရမယ်။ဒါဟာ law for attraction အလုံးလုံးနေကြောင်းပြသတဲ့ signal တွေပါ။စမ်းသပ်မှုများနဲ့စိန်ခေါ်မှုများအောင်မြင်မှုမရခင်မှာစကြဝဠာကသင်ကိုနောက်ဆုံးအနေနဲ့စမ်းသပ်လေးရှိပါတယ်။အရာရာအဆင်ပြေတော့မယ်လို့ထင်နေတော့မှပဲပြဿနာကြီးတစ်ခုရုတ်တရက်ဝင်ရောက်လာတတ်ပါတယ်။ဒါကို the final test လို့ခေါ်ပါတယ်။စကြဝဠာကသင်ကိုမေးနေတာကမင်းဒီယာကိုတကယ်လို့ကျင်တာသိကြလား။အခက်ခဲကြုံတာနဲ့နောက်ပြန်လှည့်မလားဆိုတာပါပဲ။သင်ကမတုံမလှုပ်ဖိယုံကြည်ချက်ခိုင်မာနေမယ်ဆိုရင်တကားကြီးပွင့်သွားပါလိမ့်မယ်။ဟန်ဆောင်မှုတွေအတင်းပြင်းပြောတာတွေဒရမာခင်းတာတွေကိုသင်လုံးဝသိမခံနိုင်တော့ပါဘူးယူသားမှုကတောင်းတလာပါလိမ့်မယ်မဟုတ်တာလုံးရမှာကိုလည်းကြောက်ရွံ့လာပြီးအမှန်တရားဘက်ကပဲရက်တည်ခြင်းစိတ်ပြင်းပြလာပါလိမ့်မယ်ငြိမ်းချမ်းမှုနဲ့အလိုလိုသိစိတ်မုံတိုင်းပြီးရင်လင်းငြိမ်သွားတယ်လို့အောင်မြင်မှုမရခင်မှာထူးခြားတဲ့ခံစားမှုတစ်ခုရလာပါလိမ့်မယ်အလိုလိုသိစိတ်အားကောင်းလာခြင်းလူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ဒီလူကောင်းလားဆိုးလားဆိုတာအလိုလိုသိနေမယ်။ဆုံးဖြတ်ချက်တစ်ခုချခံနေမှာဘာလို့သိနေဆိုတာကိုအတွင်းစိတ်ကလမ်းညွှန်နေပါလိမ့်မယ်။အကြောင်းမဲ့ပျော်ရွှင်နေခြင်းနဲ့ဂျေစုတင်စိတ်ပတ်စံတွေအများကြီးမရသေးပေမဲ့ပြဿနာတွေမရှင်းသေးပေမဲ့စိတ်ထဲမှာအရာအလုံးစင်ပြေသွားမှာပါဆိုတဲ့ယုံကြည်မှုနဲ့အတူကျဉ်းနူးနေတတ်ပါတယ်။လက်ရှိရှိနေတဲ့အရာလေးတွေနေရောင်ကြီးလေငင်းထမင်းတနက်အပေါ်မှာတောင်ဂျေစုတင်စိတ်တွေဝင်နေပါလိမ့်မယ်။ဂျေစုတင်စိတ်ဆိုတာလက်ခံရရှိခြင်းရဲ့တုံခါမှုဖြစ်ပါတယ်။တင်ဟာကျေးဇူးတင်နေတယ်ဆိုတာဟာအောင်မြင်မှုတွေကိုလက်ခံဖို့အစဉ်သင့်ဖြစ်နေပြီလို့ဆိုလိုတာပါ။ပေါင်းကူပေးသူများနဲ့တွေ့ဆုံခြင်းတင့်ဘဝကိုနောက်တစ်ဆင့်မြင့်တင်ပေးမဲ့ဆရာသမားတွေလမ်းပြပေးမဲ့သူတွေဒါမှမဟုတ်အခွင့်အလမ်းပေးမဲ့သူတွေနဲ့မမျှော်လင့်မဲ့ဆုံတွေ့ရပါလိမ့်မယ်။သူတို့ဟာတင့်ရဲ့လက်ရှိဘဝနဲ့အနာဂတ်ဘဝကိုဆက်သွယ်ပေးမဲ့တရားတွေဖြစ်ပါတယ်။နားဆင်သူပရိသတ်များရှင်အခုပြောပြပေးခဲ့တဲ့အချက်12ချက်ထဲကတစ်ခုခုသို့မဟုတ်အများစုကိုသင်ကြုံတွေ့နေရပြီဆိုရင်တော့ဝမ်းသာလိုက်ပါသင်ဘဝဟာအမောင်မိုက်ဆုံးအချိန်ကိုဖျက်ကျော်ပြီးတော့အလင်းရောင်စီကိုဦးတည်နေပါပြီမှတ်ထားရမှာကလေးတစ်စိမ့်ဟာရှေ့ကိုပြစ်လွတ်ခံရဖို့အတွက်နောက်ကိုရင်ဆွေးငင်ခံရစမြဲပါသင်ဘဝနောက်ကိုဆွေးငင်ခံနေရတယ်လို့ခံစားရရင်ဒါဟာသင်အဝေးကြီးကိုပြန်တန်းဖို့အရှိန်ယူနေတာဖြစ်ပါတယ်ကြောက်ရွံ့မှုတွေကိုလွတ်ချလိုက်ပါပြောင်းလဲမှုတွေကိုလက်ခံလိုက်ပါမိမိကိုယ်ကိုယုံကြည်မှုရှိပါစကြဝဠာရဲ့အစီအစဉ်ကိုစိတ်ရှည်စွာစောင့်ဆိုင်ပါတင်အားတာမှန်လို့မဟုတ်ပါဘူးတင်မှာကြီးမားတဲ့စွမ်းအင်တွေရှိပါတယ်ဒီ signal တွေကိုမြင်တွေ့ရတဲ့အခါကျေးဇူးတင်ပါတယ်လို့ရည်ရွယ်ပြီးတင်အတွက်ပြင်ဆင်ထားတဲ့လက်ဆောင်တွေကိုဖွင့်ကြည့်လိုက်ပါဟုတ်ကဲ့ပါရှင်ဒီဗီဒီယိုလေးကအသင်အတွက်အလင်းရောင်တစ်စုံတရာပေးနိုင်ခဲ့မယ်လို့မျှော်လင့်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဘဝမှာကောင်းသောတိုးတက်ခြင်းတွေနဲ့ပြည့်စုံကြပါစေရှင်